မောင်မိုက်တဲ့ညတညမှာသမင်မကြီးတကောင်ဟာအသက်လူပြီးပြေးနေရပါတယ်။သူမရဲ့နောက်မှာတော့ကြောင်မက်ဖွယ်ရာအရေးမဲကြီးတစ်ခုကထက်ချက်မကွာလိုက်မိရပါတယ်။သူမရဲ့သားငယ်လေးစန်းစီကိုရောက်တဲ့အခါမှာတော့မိခင်ဖြစ်သူဟာတန်ရာဒီနဲ့ပြည့်နှက်နေပါပြီ။ရန်သူလက်ကလွတ်အောင်သားဖြစ်သူကိုကုန်းမြင့်တစ်ခုပေါ်အတင်းတွန်းတင်ပေးလိုက်ပြီးမယ်။မိခင်ဖြစ်သူကတော့အမောင်ထူးတဲ့ကလက်မဲကြီးတစ်ခုရဲ့ဆွဲခေါ်ခြင်းကိုခံလိုက်ရပြီးပျောက်ကွယ်သွားပါတော့တယ်။သမင်ငယ်လေးဆန်ဟာငိုကြွေးရင်းနဲ့ပဲဘေးပတ်ပတ်လေကရန်သူမျက်လုံးတွေကိုကြောက်လန့်တကြားထွက်ပြေးခဲ့ရပါတယ်။နှစ်တွေကြာလာတဲ့အခါဆန်ဟာအလွန်လင်းမြတ်ဖက်လက်တဲ့သမင်ပြိုးတစ်ကောင်ဖြစ်လာပါတယ်။ဒီနေ့မှာတော့ဂါဂျာလို့ခေါ်တဲ့စင်ကြီးတစ်ကောင်ကတောအုပ်ရဲ့အဓိကရေတောင်းမြစ်ဖြစ်တဲ့ရေတခွန်ကန်ကိုတင်းပိုက်လိုက်ပြီးတခြားတရက်ဆန်တွေကိုမောင်းထုတ်လိုက်ပါတယ်။တရက်ဆန်လေးတွေကဆန်ကိုတွားရောက်အကူအညီတောင်းခဲ့ပါတယ်။သူတို့ရဲ့တောင်းဆိုမှုကြောင့်ဆန်ကဂါဂျာကိုတွားရောက်ညှိနှိုင်းပြီးမြင်စင်ကြီးကဒေါထတကြီးနဲ့နှမောင်းကနေရေတွေနဲ့ပတ်ထုတ်ပြီးတိုက်ခိုက်ပါတယ်။အားလုံးကကြောက်ပြီးထွက်ပြေးသွားကြပြီးမြင်ဆန်ကတော့ဂါဂျာကိုစင်ခေါ်လိုက်ပါတယ်။ညံကောင်းတဲ့ဆန်ကပိုရွက်စိတ်ဘရီမစေမိကိုအကူအညီတောင်းခဲ့ပါတယ်။ပိုရွက်စိတ်ဘရီမစေမိကလည်းဆန်ရဲ့အကူအညီကိုလက်ခံခဲ့ပါတယ်။စင်ကြီးကကြကပူရွက်စိတ်လေးကိုအထင်သေးခဲ့ပေမဲ့ပူရွက်စိတ်မလေးကစင်ကြီးရဲ့နှမောင်းထဲဝင်ပြီးကြိုက်ခဲလိုက်တဲ့အတွက်ကာကြတယောက်အလဲလေးအပြားပြားနဲ့ရှုံးနေသွားပါတော့တယ်။ဆန်ဟာသူမိခင်ဘာဖြစ်သွားလဲဆိုတာကိုအမြဲသိချင်နေခဲ့ပါတယ်။ကြီးခန်းကတ်ကသူမိခင်ရှိတဲ့တောင်တန်းတွေစီလမ်းပြနိုင်တယ်လို့ပြောတာကြောင့်ဆန်ဟာသူမိခင်ပျောက်ဆုံးသွားတဲ့နည်းနည်းတဲ့တောင်တန်းတွေစီကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူရဲ့ဆရာရှင်ကြီးသူပိုက်ကတားပြီးနေလဲဆန်ကတော့မဖြစ်မနေသွားဖို့ပြင်ဆင်ပါတယ်။လန်ခရီးမှာမွေကြီးတွေကြားကြီးတွေနဲ့တိုက်ခိုက်ခဲ့ရတယ်လို့မိချောင်းမင်းရာဂျာရဲ့ကန်ကိုလည်းသူ့ရဲ့ဉာဏ်ပညာနဲ့ဖျက်ကျော်နိုင်ခဲ့ပါတယ်။တောင်ပေါ်ကိုရောက်တဲ့အခါမှာတော့ဆန်ဟာသူမိခင်ကိုတတ်ခဲ့တဲ့တကယ်တရားခံကုန်းပုံဆိုတဲ့ကြားသက်နယ်ကြီးနဲ့တွေ့ပါတော့တယ်။ကုန်းပုံဟာရဲစက်ယုံတင်မကပဲသူ့ရဲ့မဟာမြစ်ဖြစ်တဲ့လင်းယုံကြီးပတ်ကားစာကိုတောင်တစ္ဆာဖောက်ပြီးတပ်ဖို့ကြိုးစားခဲ့ပါတယ်။ဆန်ဟာတန်ရရသွားတဲ့လင်းယုံကြီးနဲ့ပူးပေါင်းပြီးကုန်းပုံရဲ့အုပ်စုကိုပြန်လည်တိုက်ခိုက်ဖို့တောအုပ်ထဲကတရက်ဆန်အားလုံးကိုစူးစီးပါတော့တယ်။တောအုပ်တစ်ခုလုံးစစ်မီးတောင်းလောင်နေတဲ့ညမှာဆန်ဦးဆောင်တဲ့တရက်ဆန်တွေနဲ့ကြားသနက်အုပ်စုတို့ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်။နောက်ဆုံးမှာတော့ရေမြေလေဆောင်းရှောက်သူတွေဖြစ်တဲ့မိချောင်းမင်းရာဂျာစင်ကြီးကာဂျာနဲ့လင်းယုံကြီးပတ်ကားစားတို့ဟာဆန်နဲ့အတူလက်တွဲပြီးရန်သူတွေကိုချေမွေးနိုင်ခဲ့ပါတယ်။ဆန်ဟာကုံပုံကိုရေတခွန်အစုံမှာတယောက်ချင်းယွင်ပြိုင်တိုက်ခိုက်ပြီး6ထဲကိုကန်ချလိုက်ပါတယ်။ဆန်ဟာမိခင်အတွက်ကတိတီးနိုင်ခဲ့တယ်လို့တောအုပ်ကြီးကိုလည်းငင်းချမ်းစေခဲ့ပါတယ်။အခုဆိုရင်ဆန်ဟာသူမိခင်လိုပဲတောအုပ်ရဲ့ချစ်ခင်လေးစားရတဲ့ခေါင်းဆောင်တူဖြစ်သွားပါပြီ။